ပေါင်းများစွာစစ်ပွဲတွေဆင်တဲ့နောက်မှာဆာနီဘီယင်အဂါမနွန်ကကွဲပြားနေတဲ့ပြည်နယ်တွေကိုပြန်လည်သိမ်းပိုက်ပြီးတော့ဂရီးနိုင်ငံတစ်ခုလုံးကိုသူတယောက်တည်းအုပ်ချုပ်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။သူမသိမ်းပိုက်နိုင်သေးသည်မှာတက်စလီသာကျန်မာတော့တယ်။သူရဲ့ညီတော်စပါတာဘီယင်မန်နလက်စ်ကဂရီးနိုင်ငံတွေထဲမှာအင်အားတောင်ဆုံးဖြစ်တဲ့ Try နဲ့ငိမ့်ချမ်းရေးယူဖို့ကြိုးစားခဲ့ပါတယ်။မာဆနီဘီယင်အဂါမနွန်ကတက်စလီကုန်းမြေကိုစစ်ချီပြီးတော့တက်စလီဘီယင်ကိုသူ့ထံလက်နက်ချအငင်းခံဖို့ရဲသူ့တပ်သားတွေကိုသဘောကျကြောင်းနဲ့သူ့အတွက်တိုက်ပေးတဲ့သူတွေဖြစ်တဲ့ကြောင်းမခံလေးစားသွားပြောပါတယ်။အဲ့ဒီအချိန်မှာတက်စလီဘီယင်ကငါတပ်သားတွေကမင်းအတွက်ဘယ်တော့မှတိုက်ပွဲဝင်မှာမဟုတ်ကြောင်းပြောတဲ့အချိန်မှာဘီယင်အဂါမနွန်ကသူသိမ်းခဲ့တဲ့နိုင်ငံကဘီယင်တွေလည်းမင်းလိုပဲပြောကြတာပဲလို့ခနဲ့လိုက်ပါတယ်။အဲ့ဒီအချိန်မှာသူတို့တပ်သားတွေထဲကအတော်ဆုံးနှစ်ယောက်ကိုတိုက်ခိုင်းပြီးနိုင်တဲ့ထံအသာတကြီးလက်နက်ချဖို့သဘောတူကြတယ်။တက်စလီဘက်ကသူတို့ရဲ့အတော်ဆုံးစစ်သူရဲကိုခေါ်လိုက်တဲ့အချိန်ပြီးအဂါမနွန်ကသူ့ရဲ့အတော်ဆုံးနဲ့အရေးရင်ဆုံးဖြစ်တဲ့အာခီလီကိုခေါ်လိုက်တဲ့အချိန်မှာအာခီလီကတက်ထဲမှာရှိနေခဲ့ပါဘူး။သူရဲကောက်အာခီလီကအဂါမနွန်အတွက်တိုက်ပေးတဲ့သူမှန်ပေမဲ့အာခီလီကဘီယင်ကိုမထီမဲမြင်ပြုတ်တက်ပြီးတော့သူ့ဆက်မှာသူသာဘီယင်သူသာသစ္စာခံထားတဲ့ဘီယင်မရှိကြောင်းခံယူထားတဲ့သူဖြစ်ပြီးတော့ဘီယင်နဲ့လည်းတဲ့မနေခဲ့ပါဘူး။ဘီယင်ကြီးကအာခီလီကိုကြည့်လို့မရပေမဲ့သူ့ကိုလိုအပ်တဲ့အတွက်ကြောင့်ကလေးတယောက်ကိုအာခီလီကိုရှာထွက်ခိုင်းတယ်။သူ့အတွေ့တဲ့အချိန်အာခီလီကတော့အပျော်မယ်ရီနဲ့သာတာယာနေခဲ့တယ်။ဘီယင်ကဆင့်ခေါ်ခိုင်းကြောင်းပြောတဲ့အခါအဲ့ဒီဘီယင်နဲ့မိုးလင်းမှပြောမယ်လို့ပြောတာကြောင့်အကောင်လေးလည်းအခုပဲမနေ့ရောက်နေပြီဖြစ်ကြောင်းပြောလိုက်တော့တယ်။အာခီလီကိုမျက်မြင်ကိုတွေ့မြင်နေရတဲ့ကောင်လေးကသခင်အမေကမသေးမျိုးနဲ့သမီးဖြစ်ပြီးသခင်လည်းမသေးမျိုးဖြစ်ကြောင်းလူတွေပြောကြတယ်လို့ပြောတော့မသေးမျိုးဖြစ်ရင်ငါဘာလို့ချက်ဝတ်တွေဝတ်နေရအောင်မလဲလို့ပြန်မေးလိုက်တယ်။သူနဲ့တိုက်ရမယ့်သူကဘလူးကြီးလောက်ရှိကြောင်းနဲ့ငါသာဆိုသူနဲ့တိုက်မှာမဟုတ်ကြောင်းပြောတဲ့အခါအဲ့ဒါကြောင့်မင်းကိုဘယ်သူမှမသိကြတာပဲလို့ပြောလိုက်ပါတယ်။စစ်မြေပြင်ထဲရောက်တော့မင်းရဲ့မထီမြဲမြင်ပြမှုတွေအတွက်မင်းကိုချိန်နှံပေးရမယ်လို့ဘီယင်ကအာခီလီကိုခနဲ့လိုက်တာကြောင့်ဒါဆိုရင်လည်းမင်းကမင်းပဲတိုက်လိုက်ပါလားလို့ပြောပြီးထွက်သွားဖို့လုပ်လို့တမူတူကမင်းသားတစ်ချက်ကိုဝေးလိုက်တာနဲ့လူတွေရဲ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ကြောင်းဖြောင်းဖျားလို့အာခီလီလည်းပြန်လည်ငြိမ်သက်သွားခဲ့တယ်။ဒီလိုနဲ့တက်စလီစစ်သူကြီးလည်းအာခီလီရဲ့ဓာတ်ချက်နဲ့တေဆုံးသွားပြီးတက်စလီတိုင်းပြည်ကလည်းဘီယင်အဂါမနွန်လက်အောက်ကိုကြာရောက်ရပါတော့တယ်။တစ်ဖက်မှာတော့ဘီယင်မန်နလက်စ်နဲ့ထရိုဂျန်တွေကငိမ့်ချင်ရထိမ်းမှန်အနေနဲ့စားတောက်ပွဲကြီးကျင်းပနေကြတယ်။မန်နလက်စ်ကထရိုင်ရဲ့မင်းသားဟက်သာကိုကမလေးတယောက်ကိုပြပြီးမင်းအတွက်တည်တံ့ရွေးပေးထားတာလို့ပြောတဲ့အချိန်မင်းသားကထရိုင်မှာငါမိမစောင့်နေကြောင်းပြောတော့မိမရီဆိုတာကလေးမွေးဖို့တသက်ပဲပျော်ပျော်နေစမ်းပါလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာဟက်သာရဲ့ညီမင်းသားပါရစ်ကဘီယင်မန်နလက်စ်မိဖုရားဟက်သာနဲ့ချစ်ကြိုက်နေပြီးတော့အဲ့ညမှာပဲအတူအိတ်ခဲ့ကြပါတယ်။အဲ့ဒါတွေကိုရိမ့်မိနေတဲ့အကိုကသူ့ညီကိုမင်းကိုဘလားထိချစ်ကြောင်းမင်းသိပါတယ်။ဒါပေမဲ့မင်းရဲ့လောက်ရက်ကငင်းချင်းကိုပြပြစေပြီး try ကိုထိခိုက်စေမယ်ဆိုရင်မင်းရဲ့မျက်နှာလှလှလေးကိုအေးကွန်ရွာပစ်မယ်လို့ပြောလိုက်တယ်။မနေ့ရောက်တော့သူထင်တဲ့အတိုင်းပဲအကိုကိုပြားစရာရှိတယ်ဆိုပြီးဟက်လင်ကိုပြလိုက်တယ်။မင်းသားဟက်သာတယောက်ဘာလို့ရမှန်းမသိခြေမကင်မိလက်မကင်မိဖြစ်ရပါတော့တယ်။နှစ်ပေါင်းများစွာဆောင်စားခဲ့ရတဲ့သူတို့ရဲ့အဖေရဲ့ငင်းချမ်းရေးအိမ်မက်ကိုဘာမဟုတ်တဲ့ကိစ္စကြောင့်ပျက်စီးစေခဲ့ရပြီ။တိုက်ပွဲတော်မတိုက်ဖူးတဲ့ပါရစ်ကအချစ်တွဲဆိုရင်အရာရာရင်ဆိုင်ရဲတယ်။တီမယ်ဆိုရင်လည်းတည်ရဲတယ်လို့ရှာယုံမရှိရှာပြောနေလို့တည်ဆုံးခြင်းတွေအချစ်ကြောင်းတွေမင်းဘာမှမသိဘူး။တည်ရဲဆိုတာဘာမှနှစ်သက်ဖွယ်မရှိဘူးလို့ညီကိုအော်ငေါ့လိုက်ပါတယ်။အစားကစပါတာကိုပြန်လဲဖို့လုပ်ပေမဲ့ဘီယင်မန်နလက်စ်ကိုပြန်လဲတောင်းပန်လို့ရမှာမဟုတ်ကြောင်းသိလို့တိုက်ပွဲအတွက်သာပြင်ဆင်ရပါတော့တယ်။ဘီယင်မန်နလက်စ်ကအကိုဖြစ်သူအဂါမနွန်စီသွားပြီးတော့ try ကိုတက်သိမ်းဖို့ဆင်အားသွားတောင်းတော့ငင်းချင်းထက်အာနာပါဝါနေနဲ့သာအုပ်ချုပ်ချင်တဲ့အဂါမနွန်ကပျော်ပျော်ကြီးလက်ခံလိုက်ပြီးတော့ငင်းချင်းဆိုတာမိမရီနဲ့ပြောညံ့တဲ့သူတွေအတွက်ပဲအင်ပါယာဆိုတာစစ်ပွဲတွေနဲ့ပုံသိမ်းရတာလို့ပြောလိုက်ပါဝင်ကြီးတပါး try ဆိုတာနက်ဖျားရီရဲ့မြေဘလို့မှသိမ်းလို့မရကြောင်းပြောတော့နက်ဖျားရီဆိုတာတန်မာတဲ့သူတွေကိုသာကာကွယ်ပေးတာလို့ပြောလိုက်တယ်ဒီကလို့သိမ်းမယ်ဆိုရင်လည်းအာကီလီကိုငါတို့လိုအပ်မယ်လို့ဝင်ကြီးကအကြံပေးတော့ဘီရင်ကြီးခမမချီတချီနဲ့လက်ခံလိုက်ရပြန်ပါတယ်အာကီလီကိုနားချနိုင်တာတူတယ်တယောက်တည်းရှိတာမို့သူတို့လူနှစ်ယောက်ကိုသူ့စီကိုလွတ်လိုက်ပါတယ်အာခီလီကသူ့ညီလေးကိုကိုခံပညာတွေသင်ပေးနေတဲ့အချိန် ODCS ရောက်လာပြီး try ကိုတက်သိမ်းဖို့နှိုးဆော်ပါတယ်ပြီးရင်အဂါမနွန်ရဲ့အကြောင်းကိုအတင်းတုပ်ကြရင်းနဲ့သူ့အတွက်မဟုတ်ပဲသမိုင်းအတွက်ကိုသမိုင်းအတွက်ကိုတိုက်တဲ့ပုံစံသွင်းက try ကိုသိမ်းဖို့အတွက်သဘောတူကြပြီးတော့အာခီလီကသူနာလိုက်စစ်တီတွေကိုဦးဆောင်က try ကိုတက်ကြပါတော့တယ်ဒီမှာ try ရဲ့ဘီယင်ကြီးကနက်ဖျားတွေကိုအလွန်မင်းယုံကြည်ကိုးစားသူဖြစ်ပြီးတော့ချစ်ချင်းမြတ်တာတွေနဲ့ပြေဝါတဲ့နှလုံးသားပိုင်ရှင်ကြီးဖြစ်ကသူသားလုံးရက်ကသူ့နိုင်ငံကိုဖျက်ဆီးမယ်မှန်းသိပေမဲ့ချွေးမဖြစ်သူဟဲလန်ကိုကျင်ကျင်နာနာနဲ့နှွေးထွေးစွာကြိုးဆိုကသူတို့နှစ်ဦးကိုခန္ဓာထေဝါစွာမင်္ဂလာဆောင်ပေးလိုက်ပါတယ်။တာကြီးဖြစ်သူဟက်တာကဒီ
ဒီတိုက်ပွဲကိုကျွန်တော်တို့ဘလို့မှနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အချိန်မှာဘီယန်ကြီးကနက်ဖျားရီနဲ့ရှင်ရင်အဂမ်နွန်ကဘာမှမဟုတ်ဘူးလို့ပြောချိန်ဟက်တာကဒီတိုက်ပွဲကငါတို့တိုက်ရမှာနက်ဖျားရီတိုက်ရမှာမဟုတ်တာလို့ပြောလိုက်တဲ့အချိန်မင်းငယ်ငယ်ကအသေးလူနီးပါးနေမကောင်းဖြစ်ပြီးအပိုလိုနက်ဖျားစီဆူတောင်းတာမင်းပြန်ကောင်းသွားတာပဲနက်ဖျားရီကိုမျိုးမသိမလုံးနဲ့လို့ပြောလိုက်ပါတယ်ငင်းချင်းအတွက်နှစ်ပေါင်း30လောက်စူးစမ်းလာခဲ့ကြပေမဲ့သူ့သားလေးတယောက်တည်းကိုတီခိုင်းမဲ့အစားဒီတိုက်ပွဲကိုတော့တည်ရဲထိတိုက်ခိုက်မယ်လို့ပြောလိုက်ပါတယ်ဒီတော့ထရိုဂျန်တွေကတိုက်ပွဲအတွက်ပြင်ဆင်ကြရပါတော့တယ်။အာကီလီကတပ်သား90ရဲနဲ့ထရိုင်ယကန်ဆက်ကိုတက်လာတဲ့အချိန်ဘီယန်အဂမ်နွန်ကတသက်မဲ့တေးချင်တဲ့ကောင်းလေးလို့လှောင်နေခဲ့တာ။တပ်သားတယောက်ကအာကီလီကိုအဂမ်နွန်ရဲ့တက်ကိုဆောင်ကဘီယန်ရဲ့အမိန့်ကိုစောင့်ဖို့ပြောနေတဲ့အချိန်သူ့အတွက်တိုက်မှာလားငါအတွက်တိုက်မှာလားလို့မိကတပ်သားလည်းဘာမှမတက်နိုင်ခဲ့ပါဘူး။အသင်းပြင်ဆင်ထားတဲ့ထရိုဂျန်တွေကအစာပိုင်းမှာတာမလို့ဖြစ်ခဲ့ပေမဲ့အာကီလီရဲ့လက်နဲ့ပဲတေးကုန်ကြပါတော့တယ်။နန်းတော်ရှိကအပိုလိုနဲ့ဖျားကိုမထီမဲ့မြင်ပြူတာအပြစ်များဖြစ်နေမလားလို့တသားတယောက်ကပြောတော့အပိုလိုရုပ်ထုရဲ့ခေါင်းကိုချက်ချင်းပိုင်းပစ်လိုက်ပါတယ်မင်းသားဟက်တာကသူတို့ကိုတိုက်ဖို့ပြောတော့မင်းသားတယောက်ကိုတက်ဖို့တော့စောပါသေးတယ်လို့ပြောလိုက်ပြီးမနက်ဖြန်ငါတို့တိုက်ပွဲစမှာဖြစ်လို့နန်းတော်ပြန်ကဝိုင်လေးတောက်ပြီးမိမကိုစောင့်ရှောက်လိုက်ပါအောင်လို့ပြန်ပြောလိုက်တယ်အာကီလီပန်းဖြစ်ဖို့ရည်ရွယ်ကတပ်သားတွေကမင်းသားဟက်တာရဲ့ညီမဝင်းခွဲပရက်ဆေးကိုဖမ်းလာကြတယ်။ဒါပေမဲ့မင်းသမီးတစ်ပါးဖြစ်မှန်းသိလို့ဘာမှမလုပ်ခဲ့ပါဘူး။ပရက်ဆေးကသူ့ကိုဆဲဆိုနေပေမဲ့ပြုံးလေးကြည့်နေကမိမတွေထဲမှာငါ့ကိုဒီလိုပြောခွင့်ရှိတာမင်းတယောက်ပဲရှိရလို့ပြောပြီးထွက်သွားခဲ့တယ်။အိမ်ညမှာပဲဘီယန်အဂမ်နွန်ရဲ့အထက်စီးဆန်တဲ့စကလုံးတွေကြောင့်အာကလီတယောက်သူတို့ကိုတိုက်ဖို့လုံးနေချိန်ပရက်ဆေးကိုဖမ်းခေါ်ချလာပါတယ်။အဲ့ဒါနဲ့ပိုသွေးဆူလာတဲ့အာကီလီကိုကြည်ကလူသက်တာကမင်းရဲ့အရေးချင်းဆိုရင်အဲ့ဒါကကျိန်စာပဲလို့ပရက်ဆေးကပြောလိုက်တာကြောင့်အာကီလီလည်းငြိမ်ကျသွားခဲ့ပါတယ်။အဲ့ညကတိုက်ပွဲမှာကြာဆုံးသွားတဲ့စစ်တီရီရဲ့ဇနီးသည်ရီရဲ့ငိုယိုတန်တွေက try တစ်မျိုးလုံးကိုပန်းသွားခဲ့တယ်။အဲ့ဒီငိုတန်တွေကိုမခံစားနိုင်တော့တဲ့ဟန်လန်ကသူတို့နှစ်ဦးကြောင့်မသေးတဲ့လူတွေတေးရတယ်ဆိုပြီး try ကနေထွက်ပြေးဖို့လုပ်ချိန်ဟက်တာကတွေ့ပြီးတော့ဟန်တာချိန်အခုလိုတွေဖြစ်တာတဲ့ဆိုင်သူခင်မွန်းစီပြန်ပြီးတက်ရင်လည်းတက်ပါစေလေသူလို့တမအကုန်ခံမယ်လို့ပြောလိုက်ပြီးမဲ့ဟက်တာကခွင့်မပြုခဲ့ပါဘူးအာကီလီကသူ့ညီကိုမင်းကိုတိုက်ပွဲပညာတွေသင်ပေးခဲ့ပေမဲ့ဘာအတွက်တိုက်ရရဲဆိုတာကိုမသင်ပေးခဲ့မိဘူးတကယ်တော့ငါတို့ယောက်ျားတွေကမကောင်းတဲ့ကောင်နေညာတိုင်းငါတက်ခဲ့တဲ့လူတွေမြေကမ်းဆက်တစ်ဖက်မှာရက်ဆောင်နေရမြင်နေရတယ်မင်းဘာအတွက်တိုက်တာလဲလို့မေးနေရဲ့ချိန်စစ်သားဆိုတာအမိန့်နာခံရတယ်လို့သူညီပြောတော့အယူရီရဲ့အမိန့်ကိုနာခံပြီးမင်းဘဝကိုမဖြုံးနဲ့လို့ပြောလိုက်တယ်။မိုးလင်းတော့အဂမ်နွန်ရဲ့တက်မကြီးက try ကိုသိမ်းဖို့အင်အားလုံးရင်းနဲ့ချီတက်လာပြီးဟယ်လန်ကိုငါညီကိုပြန်ပေးပြီးငါမိန့်ကိုနာခံရင် try ကိုတက်ညာမယ်လို့မင်းသားဟက်တာကိုချိန်ချပေးမဲ့ဟက်တာကတော့စံချီမြင်တမြင်မှတော့လှုပ်မနေခဲ့ပါဘူး။တိုက်ပွဲမဖြစ်စေချင်တဲ့ညီဖြစ်သူပါရစ်ကဓားတော်ဖျက်ဖျားမခုတ်တတ်ပေမဲ့မန်နလက်စ်ကိုစိန်ခေါ်ကနိုင်တဲ့သူကဟယ်လန်ကိုယူကြည်လို့ပြောလိုက်တယ်။တကယ်တမ်းတိုက်လာတော့ပါရစ်တယောက်ပဲပြေးနေရပြီးမကြည့်မနေနိုင်တဲ့ဟက်တာကဝင်ပါကမန်နလက်စ်ကိုတမ်းမိတာကြောင့်သွေးချောင်းစီးပါတော့တယ်။အဂမ်နွန်ကအာကီလီမပါပဲထရိုဂျန်တွေကိုတိုက်ခိုက်ပေမဲ့သူများနှာခေါင်းနဲ့အသက်ရှူသူဖြစ်လို့မရှုမလကြီးရှုံးခဲ့ရတာ။ပရက်ဆေးကိုစပါတာသားတွေပေါင်းပြီးနှိမ့်ဆက်နေကြတဲ့အချိန်အာကီလီရောက်လာပြီးတော့ကဲထုတ်သွားခဲ့တယ်။အဲ့ညမှာပဲအာကီလီရဲ့စိတ်ကိုပရက်ဆေးနားလေလာပြီးတော့ချစ်မိသွားခဲ့တာ။သူညီကသူ့ရဲ့ချက်ဝက်တွေကိုဝစ်စင်ကသူမသိပဲသူ့နောက်လိုက်တက်တွေကိုဥဆောင်ကထရိုဂျန်တွေကိုသွားတိုက်ပါတယ်။နောက်လိုက်တွေကလည်းအာကီလီပဲထင်ပြီးလိုက်သွားကြတာပေါ့။စစ်မြေပြင်အရောက်မှာသူ့ညီလေးကဟက်တာနဲ့တိုက်ပြီးကျသွားပါပြီ။ဟက်တာကအာကီလီကိုတတ်နိုင်ပြီးအထင်နဲ့ပြောမလို့ဖြစ်နေခဲ့ပေမဲ့တေချာကြည့်လိုက်မှသူ့လို့အာကီလီရဲ့ဒေါသကိုသွားဆပေးသလိုဖြစ်သွားပြီးသူလည်းကြောက်နေခဲ့ရပြီ။သူညီအသက်ခံလိုက်ရမယ်တီလာရတဲ့အချိန်ကောင်းထဲမှာဟက်တာကိုပြန်တက်ချင်စိတ်တစ်ခုတည်းသာရှိပြီးတော့ try ရဲ့နန်းတော်ကြီးစီဟက်တာကိုတက်ဖို့သွားပါတော့တယ်။ဟက်တာကအာကီလီကိုဘလို့မှမနိုင်နိုင်မှန်းသူနဲ့တိုက်ရင်တရားမှာတေချာသိနေပေမဲ့သူစားရဲ့ဇလန်ကိုသူကိုယ်တိုင်အဆုံးသတ်ဖို့ယောက်ျားပြီးသားစွာထွက်တိုက်ပါတယ်။သူဖခမဲရောကသူသားသိမှန်းတိတိကြီးနဲ့မျက်စိရှည်ရှည်နဲ့ကြည့်နေရပါတယ်။အာကီလီကဟက်တာကိုတက်ပြီးတော့လှဲနဲ့ဆွဲယူသွားပါတယ်။ညတညမှာဘီယန်ကြီးကတယောက်တည်းအာကီလီစီသွားပြီးသူသားအလောင်းကိုကောင်းကောင်းမွန်မွန်တကြိုပေးချင်တာကြောင့်သူ့ကိုပြန်ပေးဖို့တောင်းပန်ခဲ့တယ်။မင်းကိုတော့အခုမှမြင်ဖူးပေမဲ့မင်းဖေနဲ့တော့ခင်မင်းခဲ့ဖူးပါတယ်။မင်းသေးတာမြင်မသွားပဲတည်သွားတဲ့မင်းဖေကကန်ကောင်းလွန်းနေ။အခုငါချစ်ရတဲ့သားလေးအသက်ခံရတာကိုမျက်စိရှေ့မြင်နေရတာရင်ကွဲမတက်ဖြစ်ရတယ်။မြင်မြတ်တဲ့အာကီလီရဲ့လို့ညှိတွားနေတဲ့ချိန်အာကီလီကသူ့ရဲ့လိုရက်တွေကြောင့်ယူကျုံမရဖြစ်ကအဲ့ညမှာငိုယိုနေခဲ့ပါတယ်ဟက်တာကိုအနန္တပွင့်ပေးကနောက်ဘဝမှာတွေ့ကြမယ်ငါတိုက်ဖူးသမျှတရေကောင်းတွေထဲမှာမင်းကအထက်မြတ်ဆုံးပါပဲလို့နှုတ်ဆက်ကဘီယန်ကြီးကိုပြန်ပေးလိုက်တယ်
စပါတာတွေကထရိုင်ရဲ့မြို့တွေကိုဘလို့မှဝင်နိုင်တာကြောင့်မြေရုပ်ကြီးပြုလုပ်ကထိုမြေရုပ်တဲကိုအကုန်ဝင်ကြတယ်။မနက်မိုးလင်းတော့အဂါမနွန်ရဲ့တပ်သားတွေကတယောက်မှမရှိတော့တာကြောင့်ကြောက်ပြီးဂရိကိုပြန်ပြေးကြပြီလို့ပဲထင်ခဲ့ကြတာ။မြေရုပ်ကြီးကိုလည်းသူတို့ခီးဖြောင်ဖြူဖို့ပင်လယ်နယ်ဖျားပိုဆိုင်တွန်ကိုပူဇော်ထားတာဖြစ်မယ်လို့ပူမတ်တွေကကောက်ချက်ချပြီးပိုဆိုင်တွန်ဖျားကျောင်းထဲသိမ်းထားတဲ့ကြောင်းဘီယန်ကြီးကိုအကြံပေးကြတဲ့အချိန်ပါရက်စ်ကမီးပဲရှို့တင်ကြောင်းပြောပေမဲ့ဘီယန်ကြီးကိုရိုင်းတာကနက်ဖျားရီစီကလက်ဆောင်ဖြစ်လို့နန်းတော်တွေကိုဆွဲသွားဖို့ပြောလိုက်တယ်။ဒီလိုနဲ့နေပေါင်းများစွာပဲဘီယန်မှာမသိမ်းပိုက်နိုင်ခဲ့တဲ့ try မျိုးကြီးလည်းမီးလောင်ပြကျသွားခဲ့ရပြီ။တမျိုးလုံးဝရုံသုံးကားတွေဖြစ်နေတဲ့အချိန်အာကီလီကပရက်ဆေးကိုသာအပြေးလွှာလိုက်ရှာနေခဲ့တယ်။ဘီယန်အဂမ်နွန်ကတနာယူနာစိတ်ကင်းမဲ့တဲ့သူပြီးနက်ဖျားစီကံတွေပါမရှောင်ဘီယန်ကြီးကိုပါအဆုံးစီရင်ပေးခဲ့တယ်။သူကရိုင်းလည်းဂရီတနိုင်ငံလုံးကိုသိမ်းပိုက်နိုင်ပြီဖြစ်လို့အောင်ပွဲတော်မခံလိုက်ရဘဲနဲ့ပရက်ဆေးသက်တာခံလိုက်ရပါတော့တယ်။အာကီလီနဲ့ပရက်ဆေးပြန်ဆုံတဲ့အချိန်ပါရက်ရောက်လာပြီးတော့ပါရက်ရဲ့များချက်နဲ့အာကီလီလည်းဇီဝိန်ချုပ်သွားခဲ့ရပါတော့တယ်။